မျိုးသမီးသည်မွေးနေ့ကိတ်ကိုခွဲတော်မီဆဲတွင်သူမ၏ညီမဖြစ်သူကရုတ်တရက်လမ်းပြီးသူမကိုတွန်းပစ်လိုက်ပြီးအမျိုးသမီးကအမြန်ရှောင်လိုက်သောကြောင့်ညီမဖြစ်သူ၏ခေါင်းသည်ကိတ်မုတ်ထဲသို့တန်တန်မတ်မတ်ဆိုက်ဝင်သွားတော့သည်ဧည့်သည်များကြားတွင်ချက်ချင်းပင်တီးတိုးပြောဆိုသံများဆူညံသွားသည်ဆူညံသံများကိုကြားသောအခါအမျိုးသမီး၏မိထွေးဖြစ်သူအပြေးလွှာရောက်လာသည်သူမကအမျိုးသမီးအားညစာစားပွဲတွင်ညီမဖြစ်သူကိုရဲတင်းစွာအနိုင်ကျင့်ပြီးမိသားစုကိုအဆက်ခွဲသည်ဟုဆွဆွဲပြောဆိုခဲ့သည့်အမျိုးသမီးသည်မိထွေးကိုစူးရဲစွာစိုက်ကြည့်လိုက်ပြီးညီမဖြစ်သူကိုဒုက္ခကိုရှာခြင်းသာဖြစ်ကြောင်းပြောလိုက်သည်ထိုအချိန်တွင်အမျိုးသမီး၏အဖွားဖြစ်သူရောက်လာပြီးညီမဖြစ်သူကိုအဝိစားအရင်သွားလဲရန်ပြောလိုက်သည်အမျိုးသမီးသည်3နှစ်ကြာမတွေ့ရသောအဖွားဖြစ်သူကိုကြည့်လိုက်ရဖွားတွင်ပြင်းထန်သောယောဂဝေဒနာခံစားနေရကြောင်းတွေ့လိုက်ရသဖြင့်အလွန်အံ့ဩသွားသည့်ထို့ကြောင့်သူမယူလာသောလက်ဆောင်မှာစစ်ပေးခြင်းဖြစ်ကြောင်းအဖွားဖြစ်သူကိုပြောပြလိုက်သည်အမျိုးသမီးသည်စေတက်ကတော်မှဂုံတူးဆောင်ကျောင်းသူတဦးဖြစ်ပြီးသူမမြညာအထိပညာသင်ယူတက်မြောက်ထားသည်ကိုအဖွားဖြစ်သူကစမ်းသပ်ချင်နေခဲ့သောကြောင့်အဖွားကလည်းလိုလားပင်လက်ခံခဲ့သည်စစ်ပြီးနောက်အဖွားဖြစ်သူတွင်အသက်ရှင်ရန်3လသာအချိန်ကျန်တော့ကြောင်းနှင့်ကုသမှုအစီအစဉ်အတွက်ဆရာဝန်များနှင့်အမြန်ဆုံးတိုင်ပင်ဆွေးနွေးတင်ကြောင်းအမျိုးသမီးကတတိပေးပြောကြားခဲ့သည်သူမ၏ဖခင်ဖြစ်သူကချက်ချင်းမတ်တက်ရက်ကသူမသည်အဖွားကိုကျိန်ဆဲနေသည်ဟုပြောဆိုခဲ့တော်လဲယမန်နေ့ကမှကင်ဆာရောဂါရှိကြောင်းရောဂါရှာဖွေတွေ့ရှိခဲ့ပြီးကုသမှုခံယူရန်ပြင်ဆင်နေပြီဖြစ်သောကြောင့်အဖွားဖြစ်သူမှမူတကယ်တော့အလွန်ဝမ်းသာနေခဲ့သည်ရင်းကအမျိုးသမီး၏ယောဂရှာဖွေတွေ့ရှိမှုမှန်ကန်ကြောင်းကိုလည်းတက်တည်ပြလိုက်ခြင်းပင်ဖြစ်သည်အဖွားဖြစ်သူသည်အမျိုးသမီး၏မိခင်ခြံထားရစ်ခဲ့သောလက်ဆောင်တစ်ခုကိုအမျိုးသမီးအားပေးအပ်ခဲ့သည်ထိုအမွေပစ္စည်းသည်အချမ်းသာဆုံးတထေးကြီး၏သားဖြစ်သူနှင့်လက်ထပ်စာချုပ်ကိုကိုစားပြုနေသောကြောင့်မိထွေးနှင့်ညီမဖြစ်သူတို့၏မျက်နှာများသည်ချက်ချင်းပင်ပြည့်ယွင်းသွားကြတော့သည်